Hello ဒုတိယမိတ်ဆွေများအားလုံးမင်္ဂလာပါဆရာတို့ဒုတိယ YouTube channel မှာကြိုဆိုပါရစေကျွန်တော်မနေ့ပြန်21ရက်4လ2026အင်္ဂါနေ့အထူးက formula ရပြီးတော့ဝချင်း break ကိုကျွန်တော်တွေ့ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ season လေးမစတင်ခင်မှာကျွန်တော်တို့ဒီ YouTube channel ကို subscribe နှိပ်ပြီးအားပေးဖို့တောင်းဆိုရှင်ပါတယ်ဗီဒီယိုဖိုင်ကိုလည်းပြီးဆုံးအောင်ကြည့်ပါကြုံကြည့်ပါနဲ့ like share လေးလုပ်ပေးပါခင်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများနော်မနေ့ကကျွန်တော်ဒါကီးဆိုလဲကျွန်တော်တင်ပြီးတော့ပေးခဲ့တဲ့တပတ်စာမှန်ခဲ့တယ်ကျွန်တော်ဒီနေ့ကီးကပြန်ပြီးတော့လေးတာပေါ့နော်အဲ့တော့အရင်ကီးကတော့ကျွန်တော်မိတ်ဆွေများဝင်ပါတယ်ခင်ဗျနော်ဆက်ပြီးတော့ဝင်လာရှိပါတယ်အရင်ကီးမှာကျွန်တော်ငကိုတွက်ပေးထားတဲ့ကီးမှာအဲ့တော့ break ကလည်းကျွန်တော်တွက်ပေးတဲ့ break ကဒါမနေ့တော့ကျွန်တော်6တိချစ်ဆိုတဲ့ break ကနော်ဒီနေ့က9နှစ်ဆိုတော့ခွန် break ညနေ9တိဆိုတော့6 break အဲ့တော့ break စီးတယ်ကျွန်တော်1 chain မှန်တယ်နော်ကျွန်တော်မိတ်ဆွေများအဲ့တော့လုံးမိုင်တွေကလည်းကျွန်တော်တို့မှန်တယ်ဒါပေမဲ့ပြည့်ရချက်တကူကကျွန်တော်ကီးဖောက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါဒီနေ့တနေ့ကုန်လွဲတယ်ပုံလေးပြောရရင်နော်ကျွန်တော်ထုတ်ပေးခဲ့တဲ့ကဏ္ဍတွေကလည်းကျွန်တော်4တိဆို5တိထွက်တာကျွန်တော်ကီးနဲ့ကပ်ပြီးတော့ကျွန်တော်ထုတ်ပေးရတာဖြစ်တဲ့အတွက်4တိ5တိကျွန်တော်ပေးတာ4တိထွက်တာ5တိနော်မနေ့က9နှစ်ပေးတယ်ကျွန်တော်4နှစ်ပေးခဲ့ကျွန်တော်4တိ4နှစ်ဆိုပြီးပေးခဲ့တာကျွန်တော်မိတ်ဆွေများနော်အဲ့တော့မနေ့ကကျွန်တော်မိတ်ဆွေများ4တလုံးကြပါမယ်နော်ဘိုင်အနေနဲ့4တလုံးကြပါမယ်ကျွန်တော်ပြီးရင် one chain မှာကျွန်တော်ဆက်ပြီးတော့တွက်ပြပေးမယ်နော်အဲ့တော့ဒီနေ့ကကျွန်တော်မိတ်ဆွေများမနေ့ကဒီနေ့မရလိုက်တာမနေ့ကကျွန်တော်တနေ့ကုန်ပြန်ယူမယ်ခင်ဗျနော်အဲ့တော့ယုံကြည်မှုရှိတယ်ဆိုရင်တော့ကျွန်တော်ချိတ်ဆက်ပြီးတော့ဒါထိုးလို့ရပါတယ်နော်ထိုးလို့ရပါတယ်အဲ့တော့ကီးအရင်တွက်မယ်ကျွန်တော်လည်းနော်ကျွန်တော်မိတ်ဆွေများကျွန်တော်ကီးပြောင်းထားတယ်ခင်ဗျဒီပုံစံလေးနဲ့ကျွန်တော်ဒါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်နော်အဲ့တော့ဒီမှာဒီမနေ့ထွက်ကနေနော်ဒီရှင်းရမနေ့ထွက်ကနေဒီ96နော်ကျွန်တော်မနေ့နောက်ပိတ်ညထိပ်စီးအဲ့ဒီပုံစံနဲ့တွားတယ်နော်လေးလုံးဖမ်းပြီးတော့ကျွန်တော်တို့ကီးရှာတာလေးလုံးပေါင်းပြီးတော့နော်အဲ့တော့ဒီမှာကြည့်မယ်96နှစ်6ကျွန်တော်ကွင်းထားတာနော်အဲ့တော့9နဲ့6နဲ့ပေါင်းချင်းဒီ15 15နဲ့6နဲ့ပေါင်းတော့21နှစ်နဲ့ပေါင်းတော့23နော်3ရဲ့ပါဝါဒီ8နော်8ရဲ့နှက်ကတ်ဒီ1 381တနေကုန်ကီးတော့ဆိုတော့ဒီပုံစံလေးနဲ့ဆက်ပြီးဝင်လို့ကျွန်တော်ဆွဲပြပေးတာဖြစ်တယ်ဒီ381တနေကုန်ကီးဒီကျွန်တော်နောက်နေ့ကြီးရမယ်ဆိုတော့ထွက်ကနန်းဒီမနေ့5 3ညနေ4 3ဆိုတော့3တလုံးကမနေ့ညပါသွားတယ်နော်မရှိနော်ဒီစားကြည့်ကြပါအဲ့တော့ subscribe လုပ်ပေးထားပါခင်ဗျနော် like share လေးလုပ်ပေးပါအဲ့ဆိုတော့ကျွန်တော်ဆက်ပြီးတော့မနေ့ထွက်ကနန်းဒီ1နေဒီမှာနော်အဲ့တော့မနေ့နောက်ပိတ်ညထိပ်စီးဖြစ်တဲ့အတွက်ကြောင့်မနေ့နောက်ပိတ်ဒီ3ညထိပ်စီးဒီ4 3 4နော်တော့1နဲ့3 4ပေါင်းမယ်1နဲ့2ပေါင်းတော့3 3နဲ့3ပေါင်းရှင်းဒီ6 4နဲ့ပေါင်းရှင်းဒီ10ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ3ညပါ3ညရဲ့ပါဝါဒီ5နော်5နဲ့ခတ်ဒီ3 3ည5ထုံတနေကုန်ပြီးကျော်မေ့ရှင်ညနော်ဒီ3ည5လုံးတနေကုန်ပြီးဒီနောက်နေ့ထွက်ကနန်းနဲ့ပြန်တိုက်ရင်ပါရမယ်ဆိုတော့ထွက်ကနန်းဒီမနေ့3ညခုထွက်တယ်ညနေ3 3ညထွက်တယ်3ညခုဆိုတော့3ညတစ်လုံးပါတယ်3 3ညဆိုတော့3တစ်လုံးပါတယ်နော်ကျွန်တော်မေ့ရှင်ညအဲ့ဆိုတော့ဆက်ပြီးတော့တွေ့မယ်မနေ့ထွက်ကနန်းဒီကတော့မနေ့နောက်ပိတ်ဒီခုညထိပ်စီးဒီတော့ခုတော့53ခုတော့ပေါင်းမယ်9နဲ့3ပေါင်းရှင်းဒီ8 8နဲ့9နဲ့ပေါင်းရှင်းဒီ15 15နဲ့3ပေါင်းရှင်းဒီ18ဖြစ်တဲ့တရား8ရဲ့ပါဝါဒီ3ရဲ့နှက်ခတ်ဒီ5 835နော်တနေကုန်ကြီးအဲ့တော့ဒီ835တနေကုန်ကြီးဒီကျွန်တော်နောက်နေ့ထွက်ကနန်းကမနေ့39
ဆိုတော့3တလုံးညီတယ်ညနေ9 9ဆိုတော့5တလုံးညီတယ်ခင်ဗျကျွန်တော်မိတ်ဆွေများနော်ဒီဟာကြည့်ထားပါအဲ့တော့ဆက်ပြီးတော့တွက်မယ်ပြီးရင်ကျွန်တော် one chain နော်ကျွန်တော်ဒါ mobile one chain မဟုတ်ပဲကျွန်တော်နောက်ခြာထားတဲ့နည်းလေးကျွန်တော်ပြပေးမယ်ခင်ဗျကျွန်တော်မိတ်ဆွေများတယ်နော်အဲ့တော့ဒီမှာမနေ့ထွက်ကနန်းဒီ3ညခုမနေ့နောက်ပိတ်ဒီ9ညထိပ်စီးဒီ9 9 5နော်3ညခု9 5ပေါင်းမယ်3ညနဲ့9ပေါင်းရှင်းဒီ9 9နဲ့9နဲ့ပေါင်းရှင်းဒီ16 5နဲ့ပေါင်းရှင်းဒီ21ဖြစ်တဲ့အတွက်1ပါ1ရဲ့ပါဝါဒီ6ရဲ့နက္ခတ်9 169တနေကုန်ကြီးပြောမိရှင်များနော်အဲ့169တနေကုန်ကြီးဒီထွက်ကနန်းကမနေ့9နေ့ဆိုတော့ပါဘူးညနေ9တေးဆိုတော့1တလုံးပါတယ်နော်ပြောမိရှင်များအဲ့တော့ကျွန်တော်ဒီပုံစံတိုင်းဆက်ပြီးတော့ဆင်းခဲ့မယ်ဆိုရင်ပေါ့နော်မနေ့ပြန်အတွက်ပြီးထုတ်မယ်ကျွန်တော်နော်အချိန်ဆွဲမနေတော့ကျွန်တော်ပြီးထုတ်မယ်မနေ့တော့ကနန်းဒီ3ခုမနေ့နောက်ပိတ်ဒီနေ့ညထိပ်စီးဒီ9နေ့9 3ခုနေ့9ပေါင်းရှင်းဒီ3နဲ့9နဲ့ပေါင်းရှင်းဒီ12 2နဲ့ပေါင်းရှင်းဒီ14 5နဲ့ပေါင်းရှင်းဒီ19ဖြစ်တဲ့တရား9ပါ9ရဲ့ပါဝါဒီ4ရဲ့နက္ခတ်ဒီနေနော်ကျွန်တော်တို့တွက်ဆိုင်တိုင်းဒီပုံစံအတိုင်းရှင်းမယ်ဆိုရင်မနေ့ကကျွန်တော်မိတ်ဆွေများကစားရမယ်တနေ့ကုန်ပြီးဒီ6 4 2ပါနော်အဲ့တော့ break ကတော့ကျွန်တော်ပြီးမှပဲပြန်ပြီးတော့ပြပေးမယ်ကျွန်တော်မိတ်ဆွေများနော်အဲ့တော့ one chain လေးတကွကျွန်တော်ဒီဘက်မှာနေပြီးတော့ပြပေးမယ်ပေါ့ကျွန်တော်မိတ်ဆွေများနော် ch နော်ဒီဘက် one chain ဆွဲပြပေးမယ်ကျွန်တော် one chain ကဘယ်လိုသွားလဲဆိုရင်ဒီမှာမနေ့နောက်ပိတ်ဖြစ်တဲ့6ညထိပ်စီးဖြစ်တဲ့6 6နော်ပြီးရင်မနေ့နောက်ပိတ်ဖြစ်တဲ့3ကျွန်တော်ဒီလိုခွာပေါင်းတယ်6 6 3နော်ကျွန်တော်ဒီကစိုက်ပေါင်းရင်6နဲ့6ပေါင်းတော့12 3နဲ့ပေါင်းရှင်းဒီ15ဖြစ်တဲ့အတွက်ကြောင့်5ရဲ့ပါဝါ3ည5 3ညချင်းပြောမယ်ရှင်းရနော်3ညခုံ3 3ညဖြစ်တယ်3ညတစ်လုံးအပနဲ့ကျွန်တော်တို့1ချင်းစင်းတယ်နော်ဆက်ပြီးကြည့်မယ်မနေ့နောက်ပိတ်နေ့ညထိပ်စီးနေ့မနေ့နောက်ပိတ်ဒီခုံတွေ့အောင်ပါနေ့4ခုံပေါင်းရှင်းဒီ2နဲ့4နဲ့ပေါင်းရှင်းဒီ6နဲ့9နဲ့ပေါင်းရှင်းဒီ73ဖြစ်တဲ့တော့3ရဲ့ပါဝါဒီ8 3 8ချင်းပြောမိရှိမှာနော်3ချင်းဒီကျွန်တော်ထွက်တာဒီမနေ့3ကိုညနေ5ကို3တလုံးအထိနဲ့ကျွန်တော်နေရာမပြောင်းပဲ3တလုံးအထိနဲ့ဆင်းသွားတယ်နော်အဲ့တော့ဆက်ပြီးတော့ပြပေးမယ်မနေ့နောက်ပိတ်3ညထိပ်စီ3 3 3မနေ့နောက်ပိတ်9 3 3 9ပေါင်းရှင်းဒီ3နဲ့3ပေါင်းရှင်းဒီ6နဲ့9နဲ့ပေါင်းရှင်းဒီ15ဖြစ်တဲ့ကြောင့်9ရဲ့ပါဝါဒီ3ည5 3ညရှင်းမနေ့9နေ့ညနေ9တိနေရာမပြောင်းပဲ9တလုံးအနည်းနဲ့1ချိန်စီးသွားတယ်အဲ့တော့ဒီပုံစံအတိုင်းစီးလာမယ်ဆိုရင်ကျွန်တော်မနေ့ပြန်တော့1ချိန်ဒီမနေ့နောက်ပိတ်ခွန်ညထိပ်စီးပါမနေ့နောက်ပိတ်နေ့ခွန်9နေ့ပေါင်းရှင်းဒီ9နဲ့9နဲ့ပေါင်းရှင်းဒီ7နှစ်နဲ့ပေါင်းရှင်းဒီ14ဖြစ်တဲ့ကြောင့်4ရဲ့ပါဝါ9 4 9ရှင်းကျွန်တော်ဒီမနေ့ပြန်ကျွန်တော်ညမနေ့ဆိုတော့4 9ချိန်နဲ့ကျွန်တော်ဒီပုံစံဒီဘက် site မှာကျွန်တော်ရှိတယ်နော်4 9ချိန်နဲ့ရှိတယ်အဲ့တော့ break ဒီကျွန်တော်မနေ့ကပြပေးတဲ့အတိုင်းပဲကျွန်တော်တို့ break ကဘယ်လိုသွားလဲကျွန်တော်မနေ့ကပြတာနော်6 1 5နောက်ပိတ်တစ်လုံးမနေ့နောက်ပိတ်ညထိပ်စီးနှလုံး6နဲ့1ပေါင်းခုံနဲ့9နဲ့ပေါင်း7ဖြစ်ပြီးတော့2ခု3ညဆိုလို့ဆင်းတယ်2ခု3ည break ပြီးခုံ break ဆင်းသွားတယ်နော်ဆက်ပြီးလာမယ်2 5 3ညခုံ break အဲ့တော့ခုံရဲ့ပါဝါဒီ2နက်ကဒီ4ခုံ2 4 break 5 9 4 break ဆင်းသွားတယ်2 break ဆင်းသွားတယ်ဆက်တွက်မယ်
3 ဒါမနေ့ကကျွန်တော်တီထိပြခဲ့တယ်3 3 3ပေါင်းရှင်းပြီး3နှလုံးပေါင်းရှင်းဖြစ်တဲ့ပြီးတော့6ရဲ့ပါဝါဒီ1နှစ်ခတ်ဒီ8 6 1 8 break ပြောမယ်ရှင်များ5 1 6 break ရှင်းသွားတယ်နော်အပုံစံအတိုင်းရှင်းလာမယ်ခိုးမနေ့ပြန်အတွက်ဒီခိုး3 5ခိုးနဲ့3နဲ့ပေါင်း10 5နဲ့ပေါင်းတော့15 5ပါဝါဒီ3ညာနှစ်ခတ်ဒီခိုး5 3ညာခိုး break မနေ့ပြန်ကျွန်တော်ဒီပုံစံတိုင်းဆက်ပြီးပြင်နော်ကျွန်တော်မရှိများအဲ့တော့ဒီမှာ one chain လေးလည်းကျွန်တော်ပြပေးထားတယ်နော်အခုလာမယ်ကျွန်တော်ပေးမ one chain ကျွန်တော်နော်အဲ့တော့ဒီနေ့တနင်္လာနေ့ကနေ့ဖြစ်တဲ့အတွက်ကြောင့်မနေ့9နေ့ညနေ5တိကျွန်တော်ဒီတနင်္လာနေ့ကနေ့ရပြီဆိုတော့81နဲ့ပေါင်းတာပါကျွန်တော်မရှိများနော်ဒါပုံမှန်ပေါင်းနေကြ81နော်တဲ့ဒီနေ့ပေါင်းရှင်းရှောက်နေ့နဲ့ရှင်းနဲ့ပေါင်းရှင်း10ဖြစ်တဲ့အတွက်ကြောင့်3ည9ရက်နဲ့ခတ်ဒီ3 1ရက်နဲ့ခတ်ဒီ8နော်အဲ့တော့ဒီနေရာမှာကျွန်တော်အလဲကိုထွင်းပြီးတော့ယူပါမယ်3ည6ဆိုတဲ့ကပ်ပေါင်း1ရှိတဲ့ခွက်ရှိတယ်3ရှိကပ်ပေါင်း1ရှိတဲ့ခွက်2ခွက်ပေါ့နော်ကပ်ပေါင်း2ခွက်နဲ့ကျွန်တော်ဒါဒီဘက်မှာကျွန်တော်ရတာဒီကဏ္ဍဆိုတာရှားခွေးလေးတွေ့ရှိဆိုတာမှန်တယ်လေကျွန်တော်တို့အခိုင်အမာဆုံးမျိုးတူတဲ့ကဏ္ဍလေးတွေနော်တွက်ဆိုင်ကြတဲ့ကဏ္ဍလေးတွေကိုဒါရှားပေးတာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့1ရှိဒီ3ည6 3ရှိဒီမှာက4ကိုကျွန်တော်မိတ်ကြည့်ပါနော်အဲ့တော့3ည6 3ရှိအဲ့တော့လာပါပြီကီးအားလုံးချုပ်ပြီးသွားတာနော်ကီးရတနေ့ကုန်ကီးဒီကျွန်တော်9 4နေတနေ့ကုန်ကီး9 4နေအဲ့တော့1 chain 1 chain ကဒီမှာပြီးမှကျွန်တော်တို့ခါတိုင်းတွက်နေရပြထားတာဒီ3ည6ကြတယ်3ရှိကြတယ်နော်3ည6နဲ့3 chain နဲ့ကျွန်တော်မိတ်ရှင်းတာဒီ1 chain break break ဒီခုနကကျွန်တော်ပြောတဲ့ break ဒီနော်3ညခု5 3ညခု break ကျွန်တော်မိတ်ရှင်းပြနော်ဒီ1 chain break အဲ့တော့လုံးပိုင်ချုပ်ကလေးကကျွန်တော်မိတ်ရှင်းပြနော်ကြော်ကြည့်တဲ့လူများရှိပါတယ်နော်နောက်ဆုံးပိတ်မှာကျွန်တော်ကြည့်ပါတယ်နော်ဒီကျွန်တော်တင်ပေးတဲ့7မိနစ်စာလောက်ဗီဒီယိုလေးကိုတော့ကျွန်တော်မကြည့်နိုင်ဘူးနောက်ဆုံးပိတ်ကြော်ကြည့်တယ်အလဲမှာကျွန်တော်ကကောင်းတဲ့ကဏ္ဍတွေကိုထွက်ပြီးတော့ပြောရင်ကြံခဲ့တယ်အဲ့လိုမျိုးရှိတဲ့အတွက်ကျွန်တော်ကဗီဒီယိုဖိုင်ကိုကြုံကြည့်ပါတယ်ဒီဆုံးကြည့်ပါနော်ဒီလိုလေးကျွန်တော်ပြောပြရရှိဖြစ်ပါတယ် subscribe ပေးပေးတာပါခင်ဗျကျွန်တော်မိတ်ဆွေများနော် like share လေးလည်းလုပ်ပေးပါလုံးပိုင်ဒီမနေ့ပြန်တော့ကစားမယ်လုံးပိုင်ကျွန်တော်တို့ရှေးရှောင်းလုံးပိုင်ကစားမယ်လုံးပိုင်နေနဲ့ဆိုရင်ရှေးရှောင်းလုံးပိုင်ကစားမယ်အော်လာပြီးအားလုံးခွေကနန်းကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေများနော်ကီးလွဲအတွက်ကြောင့်ကျွန်တော်တို့ကတ်ကနန်းနေမှန်နေအားလုံးနေရာတွေကအစကျွန်တော်တို့နေရာနဲ့တကွကျွန်တော်တို့မှန်ပါတယ်4 1 4 2ကျွန်တော်ပေးတာ5 2 5 1ထွက်တာကျွန်တော်တို့ကီးဖောက်တာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများနော်မနေ့ပြန်ကျွန်တော်ပြန်ရပါလိမ့်မယ်နော်ခွေဒီကျွန်တော်ဒီကုန်ကီးဖြစ်တဲ့9 4နှစ်ကိုထည့်ပြီးတော့ခွေကိုခွေပေးရပါမယ်နော်ရှေးရှောင်းကို9 4နှစ်ရှေးရှောင်းကိုကျွန်တော်မိတ်ဆွေများနော်ခွေကနန်းဒီနဲ့ဆိုရင်ဒါ6လုံးကျွန်တော်ပေးထားတယ်နော်အဲ့တော့အကောင်းဆုံးကနန်းဒီမနေ့ပြန်နေပြီးတော့ဘာဖြစ်မှာလဲဆိုရင်ကျွန်တော်တို့ရှေးရှောင်းရှေးလေးနော်ကိုလေးကျွန်တော်မိတ်ဆွေများနော်အောက်ဆုံးကနန်းဒီရှေးရှောင်းရှေးလေးကိုလေးအဲ့တော့ရှောက်ကိုရှောက်ခွန်ရှောက်လေးနော်ကျွန်တော်ရှိမှဒီမှာကျွန်တော်မိန်း6ခွက်အနေနဲ့နေပြီးတော့ဒါဆွဲထုတ်ပေးလိုက်ပါတယ်
ကျွန်တော်ဒီထက်မကကြည့်ရှင်တဲ့တေးတွေဆိုရင်เนาะကျွန်တော်ဒါဖုန်းနံပါတ်เนาะ PH 39 6649 29 ကျွန်တော် Viber လေးကမေးလို့ရပါတယ်เนาะကျွန်တော်ဒီတမျှကိုနေပြီးတော့ကျွန်တော်ရတဲ့ခဏလေးတွေကိုကျွန်တော်မိတ်ဆွေများကြားကြည့်အောင်အတွက်ကျွန်တော်ပြောပြပေးပါမယ်เนาะအဲ့တော့ကျွန်တော်ဗီဒီယိုကိုတိကျကြည့်ရှုအားပေးနေရရင်ဒီမိတ်ဆွေများဒီကောင်မတော်များဒီများအားလုံးကျွန်တော်မနေ့က21ရက်၄လ2026အင်္ဂါနေ့เนาะတနေ့ကိုရပါပြီဆုတောင်းပေးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ